တွေရပါတယ်ဒီလူတွေအကြည့်ရပါတယ်ရှင်မစားပါမယ်ထားကြပါအောင်ရှင်ကြည့်လိုက်ပါပြီနော်ပေပြားနဲ့ပေပြားကိုခင်းချင်နေနေပေါ့နော်ကြက်ဥနဲ့လိတ်နေတာချက်ထားတာပေါ့နော်ဒါပြီးတော့အနှစ်ကလေးနဲ့ဆောင်းတယ်ဒါတော့တရသီးထောင်းတရသီးကိုမပြီးနဲ့ထောင်းထားတာတော့စီမထည့်တာဘူးနည်းနည်းတော့ကောင်းတယ်ကျမရဲ့ငါကြိုးနဲ့ထည့်ပါမယ်ငါကြိုးပါမစားပါဘူးဆက်နော်ဒါကမပြောချင်ဘူးမိုက်တယ်အေးဟုတ်ပါပြပြနဲ့ကြက်ဥနဲ့ချက်ထားတော့ကောင်းတယ်ပြီးတော့ဘာပြောမှလဲတတိမပြောင်းလာလေမွေးပြီးတော့ရှဲနာပဲရှဲအဲ့ဒီကပြောင်းဘိုက်ကျမကဘယ်လိုငါပြရတော့လဲအမျိုးငါလည်းတော့ကောင်းတယ်ဘယ်လိုငါပြရတော့နည်းနည်းတော့ဆက်